ဒီနေ့ဗီဒီယိုမှာတော့ crypto သုံးနေတဲ့သူတိုင်းမဖြစ်မနေသိထားတဲ့ feature အသစ်ကလေးတစ်ခုကိုပြပြပေးပါမယ်အဲ့ဒါကတော့ Binance user တွေအတွက် Binance Chat ပဲဖြစ်ပါတယ် Chat app တစ်ခုလိုပါပဲဒါပေမဲ့ထူးခြားတာကတော့ chat ထဲကနေပြီးတော့ crypto တွေကိုတိုက်ရိုက်ပို့လို့ရမယ် trading idea တွေကို sharing လုပ်လို့ရမယ်နောက်ပြီးတော့ group chat တွေကိုဖန်တီးပြီးတော့ community တည်ဆောက်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာ Binance Chat ကဘာလဲဘယ်လိုအသုံးဝင်တယ်လဲဆိုတာကိုအလွယ်ဆုံးနည်းလမ်းလေးနဲ့ကျွန်တော်ရှင်းပြပေးပါမယ် Binance Chat ဆိုတာကဒီ messaging ရဲ့ crypto payment နှစ်ခုကိုပေါင်းထားတဲ့ feature တစ်ခုပါအရင်တုန်းကဆိုရင် crypto ပို့ချင်တယ်ဆိုရင် wallet ထဲဝင်ရမယ်ပြီးရင်နောက်တစ်ခုကကြတော့ chat တွေပါတယ်စကားပြောချင်တာမျိုးတွေဆိုရင်တော့ Telegram တို့ Messenger တို့သုံးရတယ်ပေါ့နော်ဒါပေမဲ့အခုတော့တနေရာထဲမှာအကုန်လုံးလို့ရပါပြီအဓိက feature 3ခုရှိရပေါ့နော်နံပါတ်1ကတော့ chat ပါနောက်တစ်ခုကကျ group chat ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကျတော့နံပါတ်2ကတော့ send crypto ပို့လို့ရတယ်နံပါတ်3ကကျတော့ဒီ trading info တွေ sharing လုပ်လို့ရမယ်ပေါ့နော်အဆိုလိုတာမိတ်ဆွေတွေနဲ့စကားပြောလို့ရမယ် crypto တွေလည်းပို့လို့ရမယ် trading idea တွေ sharing လုပ်လို့ရမယ်ပေါ့နော်ဒါတွေကို Binance app တစ်ခုထဲမှာလုပ်လို့ရပါပြီဆိုတော့ feature 1အနေနဲ့ group chatကတော့ group chat feature ကအသုံးဝင်တယ်ဘာလို့လို့ရတယ်လဲဆိုတော့ group chat တစ်ခု group တစ်ခုကိုဖန်တီးပြီးတော့ crypto အကြောင်းတွေဆွေးနွေးလို့ရမယ် trading idea တွေတယောက်နဲ့တယောက် sharing လုပ်လို့ရမယ် community တစ်ခုတည်ဆောက်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့သူကဒါစိတ်ဝင်စားစရာကောင်းတဲ့ feature တစ်ခုရှိနေရပေါ့နော်အဲ့ဒါကြတော့ wrap packet လို့ခေါ်တယ်ပေါ့နော်wrap packet ဆိုတာကကြတော့ crypto တွေကို gift ပေးတဲ့ feature လေးပါဥပမာပြောမယ်ဆိုရင် group ထဲမှာရှိတယ်ဒါဒီ user ပေါ့နော်9ယောက်လောက်ကို10 USDT ပေးမယ်ဆိုရင်လေ random လူတွေကိုရွေးချယ်ပြီးတော့ယူပြီးပေးလို့ရတယ်ပေါ့နော်ဒီ feature လေးကကြတော့ engagement တက်စေမယ်ပြီးတော့ community ကိုပို့ပြီးတော့လည်းဒါ grow ဖြစ်စေမယ်ပေါ့နော်နောက်တစ်ခုကကြတော့ trade cat ပါ trade cat ကကြတော့ကို trade လုပ်ထားတဲ့ info ကို sharing လုပ်တဲ့ပုံစံမျိုးပေါ့နော် cat ပုံစံပဲဖြစ်တယ်ပေါ့နော်ဥပမာဆိုရင်ဒီ BTC buy position တွေ entry price market strategy ဒါတွေကို cat တစ်ခုအနေနဲ့ sharing လုပ်လို့ရမှာပဲဖြစ်တယ်ပေါ့နော်Okay feature နံပါတ်2ကကြတော့ send crypto ပေါ့နော် crypto တွေပို့လို့ရမယ်ပေါ့နော် Binance Chat ရဲ့မှာအဓိက powerful feature တစ်ခုကကြတော့ဒါ crypto ကိုဒါ chat ကနေတစ်ဆင့်ပို့လို့ရမှာပဲဖြစ်တယ်ပေါ့နော်အလွယ်ရန်ရိုးရှင်းနေပေါ့နော်ပထမတစ်ခုကတော့ chat ကိုက open လုပ်ပြီးရင် crypto ကို send crypto နှိပ်ပြီးရင် amount ထဲပြီးရင် send လိုက်ရုံပဲပေါ့နော်ပြီးသွားပြီဒါပဲပေါ့နော် Okay အဲ့ဒါကကျွန်တော်တို့ဒီမှာ first မြန်ပြီးတော့ secure လည်းဖြစ်တယ်ပြီး KYC လည်း verify တဲ့ဖြစ်ထားတယ်ဆိုတော့ပေါ့နော်လုံခြုံမှုရှိတယ် scan ဖြစ်နိုင်ခြေလျော့ပါတယ်ပေါ့နော်Okay နောက် feature number 3ကကြတော့တကယ်ချင်းတွေကို add လို့ရတယ် add friends ပေါ့နော်မိတ်ဆွေတွေကိုတကယ်ချင်းတွေကိုလည်း add လုပ်ထားလို့ရတယ်like add ထားလို့ရတယ်ပေါ့နော်နီလန်3မျိုးရှိရပေါ့နော်ပထမတစ်ခုကကြတော့ UID နဲ့ add တာနောက်တစ်ခုကကြတော့ chat ID နဲ့ add တာနောက်တစ်ခုကကြတော့ QR code scan လုပ်ပြီးတော့လိုက်ပြီးတော့add တာပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒါကြောင့် Telegram လိုမျိုး user name ရှာစရာမလိုတော့ဘူးwallet address copy paste လုပ်စရာလည်းမလိုတော့ဘူးပေါ့နော် Okay ဆိုတော့ဘာဖြစ်လို့ Binance Chat ကအရေးကြီးရတာလဲအခုခေတ်မှာ crypto user တွေကတိုးလာတယ်ပေါ့နော်ဒါပေမဲ့ပြဿနာတစ်ခုကရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါ chat app တစ်ခုရှိတယ် trading app ကတစ်ခုဖြစ်နေတယ်နောက်တစ်ခုက wallet ကတစ်ခုဖြစ်နေတယ်ပြောရရင်ဆိုတော့အဲ့လိုမျိုး3ခုကွဲနေတာကြီးကို Binance Chat ကကြဒါတွေအကုန်လုံးကိုစူးစီးပေးလိုက်တာပါဒါကြောင့်ကျွန်တော်အချိန်အားဖြင့် save ဖြစ်မယ်easy to use ဖြစ်တယ်နောက်တစ်ခုကကြတော့ user experience အားဖြင့်လည်းသုံးရတာလွယ်တယ်ပေါ့နော်အထူးသဖြင့်တော့ trader တွေ community builder တွေနဲ့ content creator တွေအတွက်အရန်ကိုအသုံးဝင်မှာပဲဖြစ်ပါတယ်Okay ဆိုတော့ဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုရင်တော့ Binance ကိုရဲ့လက်ရှိ app ကို update လုပ်လိုက်ပြီးရင် chat session တွေကိုသွားပြီးတော့ friend adder မျိုးလုပ်လို့ရတယ် group joiner မျိုးလုပ်လို့ရတယ်ပေါ့နော်အခုကျတော့ဒီမှာ trade cat share လုပ်တာတွေ red backup ပေးတာတွေလည်းကိုလိုက်ပြီးတော့စမ်းသုံးကြည့်လို့ရရပဲဖြစ်ပါတယ်Okay အချို့အပြင်ပြောရမယ်ဆိုရင်တော့ Binance Chat ကကျွန်တော်တို့ဒီ group chat လုပ်လို့ရမယ် chatting လုပ်တယ် trading လုပ်တယ် payment 3မျိုးလုံးကိုပေါ့နော်ပေါင်းထားတဲ့ powerful feature တစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်crypto user တယောက်ဆိုရင်တော့ဒီ feature တွေကိုမဖြစ်မနေသုံးသင့်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပဲ Binance Chat ကိုစမ်းသုံးကြည့်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ထားပေးလို့ရပါတယ်နောက်ထပ်လည်း crypto နဲ့ပတ်သက်တဲ့ tips တွေ trade တွေကိုပြပြပေးဦးမှာဖြစ်တဲ့အတွက် channel လေးကိုလည်းစောင့်ကြည့်ပေးသွားပါအောင်နော်